brother တို့တော့တယ်ဘာတက်လဲတော့မဒီမှာတော့မုတ်ဆိုးမတို့နာနာဘဝတို့အဲ့ဘဲရဲ့ဗီဒီယိုတွေပဲတက်နေတယ်အဲ့နဲ့သူ့ကိုအားကြလို့ဆိုပြီးဒီနေ့တော့စားဟော့လေးပြထားပါတယ်အဲ့မှာတကောင်တော့ပါသေးတာတကောင်တော့တော့မှပေါ့လို့ပဲသားတကောင်ကတက်လာဘူးလို့ဟိုအဲ့နဲ့ငါဒီနားမှာကိုလိုကန်လိုက်ပြလို့မကောင်းဘူးဆိုပြီးအပေါ်ကတက်ပြတာရဟိုကောင်တေးတာရောက်နန်းဆန်တယ်ကိုယူကရဒီတကောက်ကြတော့မှအိမ်ဘွားကောင် DPS နဲ့လမ်းပြတာရောက်ဟိုကောင်ကနင်းဝင်လာလိုက်ပြန်ထွက်လိုက်ရေကိုဓာတ်နဲ့တက်ဆိုင်ဆိုမှပြစ်ချပလိုက်တာ DPS နဲ့ကောင်ကုန်းဒီနားလေးကတော့ဆောင်းအောင်မိုက်တယ်ကွာအိမ်ဘွားကောင်ကလည်းမှဝင်လာလိုက်ပြန်ထွက်လိုက်နဲ့လုံနေတော့အမှဒီကောင် FPP နဲ့ Pre-fire တွေကြိုပေး Pre-fire ကြိုပေးဟိုကောင်မထွက်လာအမှM4 ပြောင်းပြီး Pre-fire ပေးလိုက်တဲ့အချိန်မှာကွက်တီဖြစ်ပြီးတော့အမှသေဝဟိုကောင်တုံးလုံးလေးဒီနားကတော့ long shot scale နည်းနည်းပြပါဘာတော့မဟုတ်ပါဘူးဘာဆိုဟိုကောင်ကုန်းပါဒီမှာဒီမှာလူကြီးတက်လာတာရောင်ကြီးမှာသူ့မေလေးထင်လို့လားမသိတက်လာဟိုကောင်လေးတွေကသူ့မေလေးမဟုတ်ဘူးတောင်းမှုပြေးတက်လာတော့သူ့မေလေးမဟုတ်တော့ဘွားနေတနက်နဲ့ပြေးချတော့ကုန်းသွားအမှငါဘူးကန်နေရကောင်ပြစ်နေပါတယ်ဆိုမှနောက်ကတရဝါကြီးကနော့ပါရောင်ကြီးဟိုတရဝါကြီးကိုပြစ်တဲ့ကောင်လည်းတူဝါဆိုပြီးတော့ပုံနေတာရောင်ကြီးကောင်ကထွက်နေတော့ Asdrake နဲ့ပြေးချလိုက်တာသေးွာဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ